မြဲတမ်းရနေတဲ့အရာတွေပေါ်မှာလူတွေကကျေးဇူးမတင်တတ်ဘူးတခါတလေရတဲ့အရာတွေပေါ်မှာပဲလူတွေကကျေးဇူးတင်တတ်တယ်ဒီစာလေးကိုအရန်သဘောကျလို့ဖတ်ပြမယ်ထုံးစံအတိုင်းပဲအချိန်မရသေးရင် save လုပ်တာအချိန်ရတဲ့အခါကျရင်တော့သေချာလေးပြန်နားထောင်တကယ်အနှစ်တည်းပဲစာရဲ့အစမှာရေးထားတာကလူတယောက်နေစရာမရှိတော့ကသူနဲ့တိတ်ရင်းနေတဲ့တငယ်ချင်းကသူ့အိမ်မှာပေးနေလိုက်တယ်ဆဆချင်းနေခွင့်ရတော့ကတော့အရန်ကိုကျေးဇူးတင်သွားတာပြောင်းစီခြင်းတဲ့အခါအချိန်မရွေးပြောငါပြောင်းပေးပါမယ်ဆိုပြီးတော့မှအာမခံလိုက်သေးတယ်တဲ့အနေလဲကြာလာတော့သူများအိမ်ကိုသူ့အိမ်လိုစိတ်ထဲမှာမှတ်ယူလာတော့တယ်အချိန်တန်တို့ပြောင်းပေးဖို့ပြောတော့မကြေမနက်တွေဖြစ်လာတယ်တစ်ချိန်ကနေခွင့်ပေးခဲ့တဲ့ကျေးဇူးဆိုတာကိုသတိရဖို့မပြောနဲ့ကျေးဇူးရှင်ကိုတောင်ရန်သူတယောက်လိုမြင်သွားတယ်တဲ့နောက်တစ်ပိုက်ကတငယ်ချင်းတစုအတူတူပေါင်းပြီးအဆောင်ငှားနေကြတယ်စေတနာကောင်းတဲ့တငယ်ချင်းကချက်ပြုတ်ကျွေးမွေးတယ်အစတုန်းကတော့သူချက်ကျွေးတာကိုကျေးဇူးတွေတင်နေကြတယ်တဲ့ကြာလာတော့ချက်ပြုတ်ကျွေးတာကိုသူကပဲမဖြစ်မနေလုပ်ရမယ့်တာဝန်တစ်ခုလိုမြင်လာကြတယ်ကြောင်းကြောင်းချက်မကျွေးဖြစ်တဲ့အခါချက်ကျွေးခဲ့တာတွေကိုတောင်မှကျေးဇူးတင်ဖို့နေနေတာချက်မကျွေးရကောင်းလားဆိုပြီးတော့မှညှို့ညင်လာကြတယ်တဲ့နောက်တစ်ပိုက်ကကြတော့လူတစ်ယောက်အပြင်သွားတဲ့အခါတိုင်းမှာတစ်ပင်တပင်အောက်ကနေဖြတ်သွားနေကြနောက်ကြတော့လမ်းဘေးမှာတွေ့နေတဲ့ခွေးတစ်ကောင်ကိုတနာလို့ဆိုပြီးတော့မှအနီးနားကတစ်ပင်တပင်အောက်ကိုအမြဲတမ်းအစာခေါ်ကျွေးလိုက်တယ်တဲ့အဲ့ဒီခွေးကိုအရင်တုန်းကတစ်ပင်နားမှာတခါတလေတွေ့ရတော့ကလူမြင်နိုင်အမြဲတမ်းကြောက်ပြီးတော့မှရှောင်ပြေးတတ်တဲ့ခွေးဟာတဲ့အပင်အောက်မှာအစာလာစားတာကြာလာတော့အဲ့ဒီအပင်ကိုသူ့ပိုင်တယ်လို့ထင်သွားပုံရတယ်တဲ့နောက်ပိုင်းကျတော့အပင်နားရောက်လာတဲ့တွေ့တဲ့သူတိုင်းကိုဟောင်တော့တာပါပဲတဲ့ကုမ္ပဏီတစ်ခုမှာအလုပ်သမားတွေအလုပ်နောက်ကျလို့မရဘူးဆိုတဲ့စီကံရှိတယ်တခါတလေနောက်ကျတာကိုတနာတယ်ဆိုပြီးတော့မှခွင့်လွှတ်ပေးလိုက်တယ်အစတုန်းကတော့ကုမ္ပဏီကိုနားလည်မှုကြီးရှိရဲဆိုပြီးတော့မှကျေးဇူးတွေတင်ကြတယ်တဲ့ကြာလာတော့သူတို့ဟာနောက်ကျခွင့်ရှိတယ်လို့မြင်လာပြီးတော့မှအမြဲတမ်းလိုမှနောက်ကျလာတတ်တယ်တဲ့နောက်ကျဖန်များလာလို့နောက်မကျဖို့ပြောတဲ့အခါကျတော့အရင်ကပေးခဲ့တဲ့အခွင့်အရေးတွေကိုတောင်ကျေးဇူးတင်ရကောင်းမှမသိတော့ဘဲနဲ့သူတို့ရဲ့ရပိုင်ခွင့်ကိုတောင်ချိုးဖောက်တယ်ဆိုပြီးတော့မှမြင်လာကြတယ်တဲ့လူတွေရဲ့အကျင့်ကအမြဲတမ်းပေါ်များများရနေပြီဆိုလို့ရှိရင်အဲ့ဒါကိုကျေးဇူးတင်စရာမလိုတော့ဘူးလို့သူတို့ကထင်တယ်တခါတလေရခဲ့တဲ့အရာမျိုးလောက်ဆိုလို့ရှိရင်သူတို့ကျေးဇူးတင်တတ်တယ်တဲ့မိဘနဲ့သားသမီးကြားဆရာနဲ့တပည့်ကြားအလုပ်ရှင်နဲ့အလုပ်သမားကြားတငယ်ချင်းတွေကြားချစ်သူကြားမိတ်ဆွေကြားအသင်းအဖွဲ့တွေကြားစသည်ဘယ်ဆက်ဆံရေးမှမဆိုအခွင့်အရေးဆိုတာကပေးတဲ့လောက်ပဲပေးရတယ်ပေးတော့မယ်ဆိုလို့ရှိရင်လည်းကိုပေးနိုင်တဲ့ပမာဏလောက်ကိုပဲပေးရတယ်လိုတာထက်ပိုတဲ့အခွင့်အရေး